အားလုံးပဲမင်္ဂလာပါ In the World လေး channel ရနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်2022ခုနှစ်ဖေဖော်ဝါရီလ24ရက်နေ့ကစခဲ့တဲ့ဒီရုရှားယူကရိန်းစစ်ပွဲကအခု2026ခုနှစ်ဧပြီလအထိဆိုရင်၄နှစ်ကျော်ကြာခဲ့ပြီပဲဖြစ်ပါတယ်ဒီ၄နှစ်ကျော်အတွင်းမှာရုရှားစစ်သားစုစုပေါင်း1.3တန်း73သိန်းနီးပါးလောက်ထိခိုက်ဒဏ်ရာရသေဆုံးရှိခဲ့တယ်လို့သိရပါတယ်ထိခိုက်မှုများလာတဲ့အတူရုရှားနိုင်ငံကနေပြီးတော့လဲပြည်ပနိုင်ငံတွေကနေပြီးတော့စစ်မှုရန်ခေါ်ဆောင်တာတွေလည်းတဖြည်းဖြည်းတိုးလာတာကိုတွေ့ရပါတယ်ဒီလိုမျိုးစစ်မှုရန်ခေါ်ဆောင်ဖို့သူတို့ဒါလှုပ်လာတဲ့အထက်မှာမြန်မာနိုင်ငံသားတွေလည်းပါဝင်ပါတယ်ဒီတော့ရုရှားနိုင်ငံကမြန်မာနိုင်ငံသားတွေကိုဘယ်လိုမျိုးစီးရုံးနေလဲဘယ်လိုမျိုးသူတို့စီမှာစစ်မှုရန်ခေါ်ဆောင်ဖို့လုပ်နေလဲဆိုတာကိုကျွန်တော်နဲ့အတူလိုက်ပြီးတော့ကြည့်လိုက်ရအောင်နော်ရုရှားနိုင်ငံကယူကရိန်းစစ်ပွဲမှာအင်အားဖြည့်တင်းမှုအတွက်ပြည်ပနိုင်ငံသားတွေကိုစစ်မှုရန်အကြီးအကျယ်စီးရုံးနေပါတယ်2026ခုနှစ်ဒီ AB လအထိရရှိထားတဲ့အချက်အလက်တွေအရပြည်ပနိုင်ငံပေါင်း130ကျော်ကနိုင်ငံသား2,900ကျော်ရုရှားစစ်တပ်ထဲမှာစစ်မှုထမ်းဆောင်နေတယ်လို့သိရပါတယ်။ရုရှားနိုင်ငံကစစ်မှုရန်အတွက်အဓိကအင်အားစုဆောင်းနေတဲ့နိုင်ငံတွေကအာရှတိုက်မှာဆိုလို့ရှိရင်တော့နီပေါအိန္ဒိယနဲ့သီရိလင်္ကာနိုင်ငံတို့အဓိကပါဝင်ပါတယ်။အခုဆိုရင်တော့မြန်မာနိုင်ငံမှာပါဝင်လာတာကိုတွေ့ရပါတယ်။ဒီအထူးသဖြင့်တို့ဒီအာဖရိကနိုင်ငံတွေမှာဆိုလို့ရှိရင်လည်းအီဂျစ်၊ကင်မရွန်၊ဂါနာ၊ကင်ညာ၊နိုင်ဂျီးရီးယားနဲ့မာလီစတဲ့နိုင်ငံပေါင်း35နိုင်ငံကျော်ကလူငယ်တွေကိုအဓိကပြစ်မှတ်ထားပြီးတော့သူတို့စီးရုံးနေပါတယ်။ဒီလိုမျိုးစစ်မှုရန်တပ်သားအသစ်တွေကိုခေါ်ဆောင်ပြီးတဲ့အချိန်မှာတော့ဒါသူတို့ရဲ့အင်မတန်အန္တရာယ်များလွန်းတဲ့ရှေ့တန်းမှာတာဝန်ထမ်းဆောင်စေပါတယ်။ဒီယူကရိန်းရုရှားစစ်ပွဲရဲ့ရှေ့တန်းစစ်မျက်နှာပြင်တွေကတခြားဘယ်စစ်မျက်နှာပြင်နဲ့မှမတူပါဘူးအင်မတန်အန္တရာယ်များတာဖြစ်တဲ့အတွက်ကြွကျင်သူတွေကဆိုလို့ရှိရင်တားကြိတ်ဆက်ထဲကိုထည့်တယ်ဆိုပြီးတော့မှဆိုကြပါတယ်ဒီရှေ့တန်းမှာယူကရိန်းဒရုန်းတွေပြန်နေတာတွေရှိတယ်အင်မတန်အန္တရာယ်များတဲ့မိုင်းငွေတွေရှိတယ်နောက်ဒီနီးပညာမြင့်စစ်ပွဲတစ်ခုရဲ့ရှေ့တန်းမှာထိခိုက်သေးဆုံးမှုကအင်မတန်များပါတယ်ဒီလိုမျိုးအန္တရာယ်များတဲ့နေရာတွေမှာပဲရုရှားကလည်းသူတို့ပြည်ပကခေါ်ထားတဲ့စစ်မှုထမ်းတပ်သားအသစ်တွေကိုအသုံးချပါတယ်အခုဆိုလို့ရှိရင်ဒါသူတို့မြန်မာနိုင်ငံသားတွေကိုပါ Facebook ကနေပြီးတော့ sponsor လုပ်ပြီးတော့ခေါ်ဆောင်ဖို့လုပ်လာတာကိုတွေ့ရပါတယ်အခုကျွန်တော်မြင်ခဲ့တဲ့ post တစ်ခုမှာဆိုလို့ရှိရင်ရုရှားကဘယ်လိုမျိုးစစ်မှုထမ်းခေါ်နေလဲဆိုလို့ရှိရင်အခုကျွန်တော်ပြမှာဒါသူတို့အသုံးနှုန်းတိုင်းပေါ့ဗျာသူတို့ဒါဘယ်လိုအသုံးနှုန်းထားလဲဆိုလို့ရှိရင်သူတို့ရဲ့ website ကိုဝင်ရောက်ကြည့်ရှုခဲ့ပြီးတော့ကျွန်တော်ကရှောက်လွှာတင်ခဲ့တဲ့အတွက်ဖိတ်ကြားစာချုပ်ပါစည်းကမ်းတွေကိုတော့သူတို့ဒီလိုမျိုးသတ်မှတ်ထားပါတယ်ဒါဘာတွေလဲဆိုလို့ရှိရင်ရုရှားဖက်ဒရေးရှင်းမှာတနစ်စာချုပ်နဲ့အခြေပြုစစ်မှုထမ်းအလုပ်လုပ်ရပါမယ်စစ်မှုထမ်းစဝင်ပြီဆိုတာနဲ့ American Dollar 23,000ကိုဒါသူတို့ရဲ့ရုရှားဘဏ်အကောင့်တွေကိုသူတို့ပတ်စံပေါ့သူတို့ပတ်စံထည့်ပေးမှာဖြစ်ပါတယ်ဒါမြန်မာငွေနဲ့ဆိုလို့ရှိရင်3920လောက်ရှိပါတယ်1,000နီးပါးပေါ့ဒါဝင်ကြီးဒါလုံးဝနဲ့ရမယ့်ပတ်စံကိုပြောတာပါနောက်ပြီးတော့သူတို့လစာအနေနဲ့ဆိုလို့ရှိရင်တစ်လကို American Dollar 2,200ကနေပြီးတော့2,800အထိယာတုပေါ်မူတည်ပြီးတော့ပေးမယ်လို့သူတို့ပြောပါတယ်မြန်မာငွေနဲ့ဆိုရင်တော့ဒါ390နီးပါးလောက်ရှိရပေါ့သူတို့လစာအနေနဲ့နောက်ပြီးတော့သူတို့အဓိကပေးတဲ့မက်လုံးကတော့အာရှတိုက်ကဒီနီပေါတို့သီရိလင်္ကာတို့အိန္ဒိယလူတွေသွားတဲ့အဓိကမက်လုံးကသူတို့ရုရှားနိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့ဆိုပါတယ်ဒီစစ်မှုထမ်းတက်တန်းပြီးပြီဆိုတာနဲ့ဒါရုရှားမှာနေလို့ရမယ်ဒါသူတို့နိုင်ငံသားဖြစ်မယ်လို့ဆိုတယ်ဒါသူတို့ရဲ့မလုံးပေါ့ဗျာဒါအခုချိန်မှာတော့လူဘယ်နှယောက်သူတို့နိုင်ငံသားဖြစ်သွားပါလဲဆိုတာကတော့ဒါမေးခွန်းထုတ်စီရတော့ရှိတယ်ဒါပေမဲ့ဒါသူတို့ဒီလိုမျိုးပြောထားတယ်ပေါ့နောက်တစ်ချက်ကဒီသူတို့စီသွားဖို့အတွက်ဗီဇာနဲ့ခရီးစရိတ်ကိုဒါအပြည့်အဝထောက်ပံ့ပေးမယ်နိုင်ငံကူးလက်မှတ်အကူအညီလို့ရှိရင်လည်းနိုင်ငံကူးလက်မှတ်ပေးမယ်လို့သူတို့ကဆိုပါတယ်ဒါသူတို့သတ်မှတ်ထားတဲ့အထက်မှာအလုပ်သဘောတဘာဝအရာဆိုရင်တော့ဒါအနေရများတဲ့စစ်တိုက်နယ်မြေတွေမှာလုပ်ရမယ်လို့သူတို့ဘက်ကဥပဒေလင်းပြောထားတယ်လို့တော့ပြောရမှာပေါ့နော်စစ်စင်ရေးမတိုင်ရင်လေ့ကျင့်ရေးသင်တန်းတွေတက်ရမယ်အပြည့်အစုံယူနီဖောင်းအပြည့်အစုံရမယ်ထောက်ပံ့ပစ္စည်းတွေရမယ်ဒီလိုရှေ့တန်းမှာထိခိုက်ဒဏ်ရာရမယ်အနေရများတယ်ဆိုတာကိုကိုယ်တိုင်နားလည်ပြီးဖြစ်ကြောင်းသူတို့ကိုလက်မှတ်ထိုးရမှာပဲဖြစ်ပါတယ်ဒီတော့သူတို့ဒါပြောထားတဲ့ဟာဆိုလို့ရှိရင်ကိုမိတ်ဆက်ပါဒီအမီရဲ့အသက်ကနိုင်ငံရဲ့နောက်ပြီးတော့လှုပ်ဆောင်လို့တဲ့အကြောင်းအရာကိုသူတို့ဗီဒီယိုရိုက်ပြီးတော့ပို့ပေးရမယ်ပေါ့နော်နောက်ပြီးတော့သူတို့သတ်မှတ်ထားတာတစ်ခုရှိတယ်ဒါကဒါလိမ်လည်မှုမဟုတ်ပဲအတင်းကျပ်မဟုတ်ပဲနဲ့ဒါကိုယ်သဘောနဲ့ကိုယ်လုပ်တယ်ပေါ့နော်ဒီတော့ပြဿနာကဘာလဲဆိုတော့ဒါကတော့ဒါရိုးရိုးသားသားသူတို့ဒါစစ်မှုထမ်းခေါ်ထားတာပေါ့ဒီဟာပြဿနာမရှိဘူးဒါကိုယ့်အနေနဲ့ကိုယ်သွားခြင်းရင်သွားပေါ့ဒါလာစားလို့ခြင်းလို့ရှိတော့ဒါပေမဲ့တကယ်တမ်းအခုချိန်မှာဘယ်လိုမျိုးလူတွေကတတိထားတင်လဲဆိုလို့ရှိရင်ရုရှားမှာသွားပြီးတော့အလုပ်လုပ်မဲ့လူငယ်တွေဒီရုရှားမှာတခြားဒီစောက်လုပ်ရေးလုပ်ငန်းဖြစ်စေဒီအစားအသောက် industry မှာဖြစ်စေသွားမယ်ဆိုပြီးတော့နောက်စက်ရုံလုပ်ငန်းတွေမှာဖြစ်စေလုပ်သွားလုပ်မယ်ဆိုတဲ့လူတွေအနေနဲ့ဒါတတိထားတင်တယ်လို့ထင်တယ်ဒါတွေကမယုံပါဘူးဗျာပြောရလို့ရှိရင်ဒါကိုယ်ခေါ်သွားတာတော့တခြားအလုပ်ဒါပေမဲ့ကိုက
အခုလိုမျိုးရှေ့တန်းရောက်သွားတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခါဒီဗီဒီယိုတစ်ခုဆိုတွေ့မှာပါဒီအာဖရိကတိုက်သားတယောက်ကိုသူတို့တင့်ဖြတ်မိုင်းအကြီးတစ်လုံးကိုသူတို့ရင်ဘတ်မှာချိတ်လဲပြီးတော့အသေးခံတပ်သားအနေနဲ့ရှေ့ထွက်ပြီးတော့မိုင်းဆွဲတာပေါ့သူကသေပြီးတော့ဒါအသေးခံဖောက်ခွဲခိုင်းတဲ့ဟာမျိုးလောက်တာမျိုးဗီဒီယိုဖိုင်တွေတက်လာတော့ကျွန်တော်တို့တွေ့မှာပါဒီတော့ဒီရုရှားကစစ်မှုရန်ခေါ်နေတဲ့ကိစ္စကလည်းမြန်မာနိုင်ငံကအလုပ်အကင်လိုအပ်နေတဲ့လူငယ်တွေအနေနဲ့ဒါတတိထားမယ်ကိစ္စတစ်ခုတော့ဖြစ်တယ်အခုဆိုလို့ရှိရင်ဒါသူတို့ Facebook ကနေပြီးတော့ sponsor လုပ်ပြီးပါကြော်ညာနေတယ်ဆိုတော့ကျွန်တော်လိုမျိုးပဲတခြားလူငယ်တွေလည်းတွေ့ကြမှာပဲဒါကြောင့်သွားမယ်ဆိုရင်တော့ view site တဲ့နဲ့ခုနီပေါနိုင်ငံဆိုလို့ရှိရင်ရုရှားနိုင်ငံမှာရောက်နေတဲ့သူတို့နိုင်ငံသားအားလုံးကိုပြန်လွှတ်ပေးဖို့အတွက်ရုရှားကိုတောင်းဆိုထားတာမျိုးရှိတယ်။ဘာကြောင့်သူတို့တောင်းဆိုလဲဆိုလို့ရှိရင်နီပေါနိုင်ငံသားအများစုကဆော့ကျွန်တော်ပြောခဲ့တဲ့မက်လုံးတွေကြောင့်ပဲရုရှားကိုသွားကြတယ်။တကယ်ထိခိုက်မှုများတဲ့နေရာတွေမှာသူတို့နိုင်ငံသားတွေတေချီဒဏ်ရာရတာအများများလာတဲ့အချိန်မှာအစိုးရကနေပြီးတော့ဒါပြန်ခေါ်ဖို့ရုရှားဘက်ကိုတောင်းဆိုလာတဲ့အထီကိုဖြစ်လာတာမျိုးတွေ့ရတယ်။ဖောင်တစ်ခုမှာဆိုလို့ရှိရင်သူတို့ကိုဖောင်လေးတစ်ခုဖြည့်ပေးရမယ်ပေါ့ဒါကျွန်တော်ကသူတို့ပြောတဲ့အခွင့်အလမ်းတွေကိုမှတ်ပြီးတော့ရုရှားမှာသွားပြီးတော့စစ်မှုထမ်းနေတယ်ဆိုလို့ရှိရင်သူတို့ပြောတဲ့ဖောင်လေးတစ်ခုကိုဖြည့်ပြီးတော့ကျွန်တော်က Telegram ကိုပို့ပေးရမယ်သူတို့အမှဗာရေးထားလဲဆိုလို့ရှိရင်ရှေ့တန်းစစ်မျက်နှာအပါအဝင်စစ်မှတ်ဖြစ်ပွားရာဒေတာများတွင်တာဝန်ထမ်းဆောင်ရမည်ဘေးအန္တရာယ်များကိုအပြည့်အဝသိရှိနားလည်ပါသည်ဒါအောက်မှာသဘောတူညီပါသည်ဆိုတော့သူတို့အမှန်ချစ်ခိုင်းတယ်နောက်တစ်ခါကျွန်ုပ်တွင် HIV အသက်ရောင်အသဝရောဂါများကင်းရှင်းကြောင်းအာမခံပြီးလိုအပ်ပါကဆေးစစ်မှုခံယူရန်အသင့်ရှိပါသည်ကျွန်ုပ်သဘောတူပါသည်ဆိုပြီးတော့အမှန်ချစ်ခိုင်းတယ်နောက်ပြီးတော့ရှောက်လွှာအတည်ပြုပြီးပါကတာဝန်ထမ်းဆောင်ရန်နဲ့စာချုပ်လက်မှတ်ရေးထိုးရန်ဂရုပြုပါသည်ဆိုပြီးတော့ရေးထားတယ်အောက်မှာသဘောတူညီပါတယ်ဆိုပြီးတော့လက်မှတ်ရေးထိုးခိုင်းတယ်ဒီတော့လက်ရှိအချိန်အထိလည်းဒီမြန်မာပြည်ကနေပြီးတော့ရုရှားကိုသွားပြီးတော့စစ်မှုထမ်းနေတဲ့လူငယ်တွေလည်းရှိကြမှာပါအရေးအတွက်ဘယ်လောက်ရှိလဲဆိုတာတော့ဒါသူတို့ဘက်ကပွင့်လင်းမြင်သာစွာချပြထားတာမရှိတဲ့အတွက်ကြောင့်ကျွန်တော်လည်းမသိပါဘူးအခုလိုမျိုးခက်ခဲနေတဲ့အချိန်တွေမှာရုရှားနိုင်ငံမှာအလုပ်အကိုင်လွယ်ရမယ်လစာကောင်းမယ်ဆိုတိုင်းတတိမပြုမိပဲနဲ့ရုရှားကိုသွားပြီးအလုပ်လုပ်တာမျိုးကိုတော့အထူးသတိထားသင့်တယ်လို့ကျွန်တော်မြင်တယ်နောက်ပြီးတော့ဒီចောင်းသားဗီဇာတွေနဲ့လည်းရုရှားကိုလမ်းခေါ်ပြီးကမှစစ်မှုမထမ်းဘူးဆိုရင်ဗီဇာကိုပယ်ဖြတ်မယ်ပြည်နှင်တန်းပေးမယ်ဆိုပြီးတော့ချင်းချောက်တာမျိုးတွေလည်းရှိနေပါတယ်ဒီတော့လူငယ်တွေအနေနဲ့အသားကျိတ်ဆက်ထဲသွားပြီးတော့အကျိတ်မခံနိုင်ဘူးဆိုရင်တော့ရုရှားနိုင်ငံကခေါ်တဲ့ပြည်ပအလုပ်အကိုင်တွေကိုအထူးသတိထားပြီးကမှသွားကြဖို့ကျွန်တော်အနေနဲ့သတိပေးလိုပါတယ်အလုပ်ခေါ်စာတိုင်းကတော့စစ်တပ်ထဲသွင်းမယ်လို့ကျွန်တော်မဆိုလိုဘူးဒါပေမဲ့သတိထားသင့်တယ်ပေါ့အထူးသတိထားသင့်တယ်လို့တော့ကျွန်တော်ပြောချင်ပါတယ်